မရှိတော့ချက်တဲ့စုပ်တဲ့ချက်မျိုးလို့ပြောလို့ရတယ်ဒါမျိုးချက်မျိုးကကျွန်တော်တို့ကမကိုင်းသိဘူးဒါအမှန်တကယ်ပြောကျွန်တော်တို့ကချက်ကဗလာလဲမပေါ်ဘူးဒါပြီးတော့ဒီဂိုင်ခုတ်တကြလဲအပေါ်ကိုမရောက်ဘူးသူတို့ချိန်မြောက်ခြေကျွားလိုက်ရင်သူကဘိုက်ပဲရောက်နေတယ်ဒီလိုချက်မျိုးကြကိုကောင်းကောင်းဘလို့တတ်မှတ်လို့ဆိုပြီးတာဘာမရှိတော့ချက်တဲ့စုပ်တဲ့ချက်မျိုးလို့ပြောလို့ရတယ်ဒါမျိုးချက်မျိုးကကျွန်တော်တို့ကမကိုင်းသိဘူးဒါအမှန်တကယ်ပြောကျွန်တော်တို့ကဘာလို့မအောင်ပြစ်တကူပဲပြစ်လိုက်မယ်သိရမလားချက်ကဘလို့ပြောမလို့ချက်ဆိုတာကတခင်ကိုဆန်ကိုညာစားတဲ့ချက်အရေးချင်းမျိုးကျွန်တော်လုံးဝမကိုင်းချက်ဆိုတာကင်တဲ့အရေးချင်းမျိုးကိုကန်ရတယ်ဗျဘာမရှိတော့ချက်တဲ့စုပ်တဲ့ချက်မျိုးလုံးဝမကန်ဘူးနောက်ပြီးတော့ကျွန်တော်ပြောသူတို့ကချက်အစင်နဲ့ဥပမာညီလေးပြောတဲ့ချက်ကဗလာလဲမလာဘူးနောက်ပြီးနှုတ်သီးကန်းတွေးလိုက်ရင်လည်းခေါင်းမရောက်ဘူးပိုက်ကလေးရောက်တဲ့ချက်ကဘလို့အစင်လို့ဆိုတော့ဥပမာမြန်မာဘောလုံးသမားချော့ကိုအစင်နဲ့ကျွန်တော်စီကုတ်ကြီးအစင်တော့ကွာဘလို့ကွာလို့မသိကွာတော့ကွာရနော်လာမမတောင်းရလက်ဖက်ရင်းနဲ့စီရိုနာတောင်းရလက်ဖက်ကွာချိုတာချင်းတော့အတူတူပဲဒါပေမဲ့ pride တွေကွာရိုးနိုင်နဲ့ကစီရိုနိုင်နဲ့ rollers နိုင်အချိန်ကတော့အတူတူပဲနော် value တွေတော်တော်ကွာနော်ညီနော်လေးစားလဲပါညီလေးချက်တွေကိုကျွန်တော်မေးကြကိုကောင်းကြီးကျွန်တော်တို့ဝိုင်းသွားကနေတပတ်အလိုမှာအားလေးပြည့်အောင်ကျွန်တော်ဘာကျွေးတင်တယ်ပြောတယ်ချက်ကလေခဏကျွေးပြီးခဏနောက်နေလေဒါတွေအားတွေပြည့်သွားတာမဟုတ်ဘူးကြက်သဘောတရားဖြည်းဖြည်းအားဝင်အောင်လို့ကျွေးရတာကျွန်တော်ချက်ကအရင်တော့လည်းကျွေးထားတာဥပမာ21ရက်လို့တလားလို့တခါတည်းကျွေးနေရတာကျွေးမှဖြည်းဖြည်းစောင်းဖြစ်လာအားပြည့်ခြင်းနောက်နေ့ကျွေးလို့မရဘူးညီကိုမားနေပြီနော်တပတ်လောက်လိုမှတားနင်းထိုးငံကျွေးအားပြည့်မထင်လားလုံးဝနိုးပါမဟုတ်ဘူးချက်ကကျွေးရဖြည်းဖြည်းချင်းအားဝင်အောင်ကျွေးရတာကျွန်တော်လက်ခံလားချက်ကဘလောက်တော့ကျွေးရတလားနဲ့ကြိုးကျွေးလို့လားနှစ်လားနဲ့ကျွေးနေဖို့ကြီးကြီးပုံမှန်ကျွေးတဲ့ချက်နဲ့ခဏတစ်ပြုတ်ကိုင်းကျွေးတဲ့ချက်နဲ့တားကွာမှုတွေတော်တော်ကွာတယ်ညီလေးနော်အဲ့မလို့ကျွန်တော်မေးရညီကိုကောင်းကြီးကျွန်တော်တို့အားသေးပါကြည့်ရမလို့ကေတို့လည်းတိုက်ပဲ rainbow လည်းတိုက်လို့ရပါကေလို့တိုက်လို့ရ rainbow တိုက်လို့ရတယ်ဒီပေါ့နော် neobian အနီကတ်တိုက်လို့ရတယ်အားသေးတစ်မျိုးမျိုးပြီးဝဲပြီးသုံးပါတားကောင်းပါနော်တပတ်အလိုကြမှာဇွတ်တင်းနင်းငံကျူရလို့မနေ့ပြန်တပတ်ကတိုက်မအောင်တားထိုးတဲ့ကျွေးရလို့မရပါဘူးဗျနော်ချက်ကဖြည်းဖြည်းချင်းမှအားဝင်တာပါညီကိုသိစေချင်တာညီကိုတွေအားလုံးလေးစားလိုက်ပါအားသေးရတော့ကိုချိုင်းနေတာရတစ်မျိုးမျိုးကိုကျွေးလို့ရပါညီကိုတွေအားလုံးလေးစားလိုက်ပါနော်ညီကိုနော်အရင်တော့ဘာကောင်းမှမပေါ့ကွာသူသိမှာအရင်တော့သူလည်းဒီခြုံချဝိုင်းနေမှာသူလည်းတိုက်နေသူတယောက်ပါလို့ပြောကြတယ်လောကကြီးမှာလူတွေကစကားတွေနဲ့စကားတွေထက်လောက်ရက်တွေကိုပို့ပြီးတော့ယုံကြည်တဲ့တယ်မလားလူကအားလို့တော့မရဘူးပဲကျွန်တော်ပြောနေစကားတွေနဲ့ချက်လက်ပတ်တဲ့ရင်ဗျာအပြောတွေအဟောတွေထက်သူတို့ရဲ့အပြောတွေအဟောတွေဆိုတာလားဘယ်လိုပြောတော့ဖန်တီးလို့ရတယ်ဗျာလောက်ကြံလို့ရဟုတ်လားလောက်ရက်တွေဆိုတာဖန်တီးလို့မရဘူးလောက်ကြံပြောလို့လည်းမရဘူးလောက်ရက်တွေဆိုတာတာတကားရဆိုရှိကျွန်တော်တို့ဆိုရင်ချက်ဝိုင်းထဲမှာ Telegram မှာကြည့်လိုက်ကျွန်တော်တို့ဝင်ပြီးတော့ဝိုင်းကြီးပါကိုယ်တိုင်တက်ဆွဲနေပုံဒါရလောက်ကြံလို့လည်းမရဘူးဖန်တီးလို့လည်းမရဘူးတကယ်ကိုဝိုင်းကြီးဒီကိုဒါသိပါပါနောက်ပြီးတော့ချက်တွေကိုချက်ကောင်ချီသွားတာတို့ချက်တွေပြန်ကောင်းလာဆိုတော့ကျွန်တော်ပုံနဲ့တကွာအားလုံးရှင်းနေချက်တွေနဲ့အတင်းပြဒါရအပြောနဲ့မဟုတ်ဘူးလောက်ရက်တွေနဲ့အားလုံးကဒါရတင်းပြထားအပြောလေးနဲ့မဟုတ်ဘူးနော်သိရမလားနောက်ပြီးတော့ချက်ကတ်နီးတွေပါလေချက်အပြောဆိုဝိုင်းတွေကအပြောဆိုစကားအလေးထားရေးဆိုတာလေဒါစကားအပြောဆိုရင်ပဲမဲ့လို့အတွေ့အကြုံတွေ experience တွေနဲ့ဒါရပြောနေရဗျသိရမလားအကျွန်တော်ကတော့ဘာကောင်းမို့ဟုတ်တယ်မှန်တယ်လူရရေးတော့ဘာမှမဟုတ်ကြဘူးအဓိကခွတ်တက်ခံတက်တယ်ဆိုတာဘာပြောရလဲချက်ကတိတာတယ်ဗျချက်ကခွတ်တက်ခံတက်တယ်အစာပိုင်းရေဦးပိုင်းလေးမှာသူများချက်ပုတ်ကလေးဆိုသူက short ခံတာအနောက်ကအတွန်လေးပါလာခေါ်တယ်အတွန်လေးသူများပိတ်ပုတ်လိုက်ရင်သူများတို့ကသူအားနဲ့မှန်နဲ့သွားခြင်းတယ်သိရမလားဒါပေမဲ့လို့သူများကိုယ်ခွတ်တက်ခြင်းနဲ့ for sure လေးနဲ့အတွန်လေးနဲ့ပါဒါချက်ကခွတ်တက်ခံတက် for sure လေးပါတာပေါ့ဒါပေမဲ့ကိုကခွတ်လိုက်တဲ့အချိန်မှာအစံလေးနဲ့ခွတ်တာပေါ့နော်ချက်ဆက်ဆိုလဲချက်ဆက်လေးနဲ့သူများချက်ဆိုတဲ့သဘောတရားခွတ်ကန်လာရရင်ခေါင်းနဲ့လိုက်လာခေါင်းခွတ်ကန်လာရင်အဲ့တစ်ဖက်ပြိုင်မဲ့လေးခြေပါမကြွတော့ဒါရတကယ်အမှန်ကန်နေသိရမလားအဲ့လိုကျွန်တော်ပြောချင်တာချက်ကခွတ်တက်ခံတာပါလေဖော်ရှော်လေးပါမယ်အရွှေပြေးလေးပါရမယ်အပြည့်စင်ပါမယ်အလွတ်အကျွတ်မဟုတ်ဘူးပေါ့သူကခွတ်တက်ခံတဲ့သဘောတရားလေးအလွတ်ကျွတ်မဟုတ်ဘူးအဲ့ခြားထဲမှာပြိုင်မဲ့နဲ့တစ်ခုခြားရှင်ပြိုင်နေတဲ့ခြားထဲမှာကိုပဲရှုပ်လို့ရှန်နယ်လေးရှောင်းသွားတာပေါ့ဗျာအရှောင်းလေးအလွတ်လက်ကလေးရှောင်းသွားတာအလွတ်ကျွတ်ကြီးမဟုတ်ဘူးအလွတ်ကျွတ်ဆိုတာလမ်းဆိုးဟိုဘာဒီစုပ်အပြည့်စင်လတ်ကန်အလွတ်ကျွတ်ပေါ့
သူတို့ကအဲ့လိုခွတ်တက်ခံကြအဲ့လိုမဟုတ်သူများကတ်ဆက်လိုက်တယ်မှာမလွတ်ချက်ကလေးဖတ်ဆိုစုံပြီးမှပြန်ခွတ်တာတို့ဘာတို့ခွတ်တက်ခံတယ်လို့ပြောတာပေါ့ဒါပေမဲ့အဲ့လိုခွတ်တက်ခံတဲ့ချက်တွေကနောက်ဆုံးမိုးရိပ်ရည်တော့နှစ်ကောင်ခွတ်တာတော့နည်းနည်းပါးပါးတော့ထိရပဲသိရမလားတကယ်ငုတ်ကောင်းကောင်းချက်နဲ့တွေ့ရင်ထိမိသွားရင်မလွယ်ဘူးဗျချက်ဆိုတာကျွန်တော်ပြော land scan တွေဘလောက်ကောင်းနေခေါင်းကိုတစ်ချက်လောက်ခုတ်မိသွားရင်ဘလောက်လမ်းကောင်းမှဒီဖြစ်နေလိုက်လာစိတ်ဆိုးလာအဲ့ချက်တွေရဲ့သဘောတဘာဝတွေဗျဒါရငင်းပင်လို့မရဘူးကျွန်တော်ကဘာလို့ဆိုတော့ဒီနေ့ကိုပွဲပေါင်းရေးမနေဘူးကြည့်ခဲ့ပြီးအတွေ့အကြုံတွေလည်းအများကြီးရှိရဲ့အကြီးပြည့်နဲ့လာတဲ့လူမျိုးလည်းမဟုတ်ကျွန်တော်အေးရှင်နဲ့လာတဲ့လူမျိုးတွေဘာလို့ဆိုတော့ကျွန်တော်တို့ရှေ့မှာကိုအစီနီယာဂျူနီယာယူအများကြီးပဲဗျဒါပေမဲ့ကြက်ကက်ခိုင်းကြီးတလွဲအကန်ကတ်သေးရမတခါလာသေးဟာဆယ်လာသားအယိုးမကြောက်ပါဘူးကတ်လိုက်စမ်းမှသာလိုက်သေးဟာကြည့်တာကြက်ကလေးဘလောက်ချက်တကောင်းနေတလားနလားကြီးရဲ့အချိန်မှာဘယ်ချိန်မှသိတာမိုးတဲ့ရေတွေမှာတားသိတာကျဲ့သဘောတည်းအဲ့လိုရှိလူကြီးရှိသေးရဲ့ဆယ်လာသားအယိုးမကြောက်ဘူးဟာကြက်ကြီးတာကြက်ကကြီးလိုက်တိုက်လို့မရတဲ့ရှိတယ်သိလားကြီးလိုက်နိုင်မယ်ဆိုစင်နေနိုင်နေပြီဒီတိုင်းကကျွန်တော်ဆိုင်ပါအောင်နော်ကျွန်တော်ပြောပြကျွန်တော်ဖုန်းနံပါတ်ပတ်ထားပါအောင်431535958မိုင်ဘာနေကျွန်တော်ပတ်တယ်အားလုံးမြင်လို့ရပါဒီကိုအားလုံးလေးစားလိုက်ပါဗျချက်ကတော့အမှန်တိုင်းပြောတာခုတ်ကွက်တွေတဲ့ဒါအောင်လည်းကြိုကြိုက်တာဗျအချို့ချက်တွေဆိုရင်ပုတ်လဲဒါပဲဆက်လက်ဒါပဲကြော်လဲဒါပဲကြိုင်ခုတ်လို့ရသွားပဲမပလာပြာလူသွားတဲ့အတိုင်းပဲသိရမလားသိမလားအချို့ဆိုရင်အော်လို့ပဲရတယ်ပျော်လို့မရဘူးဆိုချက်တွေရှိရဘာလို့လဲဆိုတော့သူတို့ကမိုးတဲ့ရေနဲ့ငွေတောင်းကရောက်လာလေဝိဂျီတန်းကြီးခွတ်လာလိမ့်မယ်ကျွန်တော်အဲ့လိုချက်မျိုးမကြိုက်ကျွန်တော်ပြီးတကယ်တီးမှသိမလားခုနကျွန်တော်ပြောသလိုပဲမိုးတဲ့ရေထဲမှာသိလားပထွေးရမရေပါသားကိုကြိုက်သလိုမျိုးအဲ့လိုစော်ဘလောက်တီးမှကျွန်တော်ကြိုက်တာပိုးစိုးပစအဲ့မှာကျွန်တော်ကြိုက်တယ်သိမလားအဓိကခြေရောငုတ်ကောကောင်းတဲ့ချက်မျိုးပဲကြိုက်တယ်ခုတ်ကွက်ကတော့မလို့ခုတ်ကွက်ကတော့ကြက်လောက်ပဲခုမှဆိုသဘောပေါက်တယ်အရာအကအမြောက်လျှော်အားချင်းစင်တဲ့အချိန်မှာတော့ကြက်တွေကလာမှာပဲနှုတ်ကိုပါလေကိုလိုချင်တဲ့အမိုက်ဆိုလေရိုးချွန်မိုက်လိုက်တော့ချက်ချွတ်မှလားချက်ချွတ်လိုက်တော့အပီးပြင်းရှင်းမှလားအမိုက်ရှင်းမှလားအမိုက်ပြင်းအဓိကပါဒါပါဘူးကြီးကျွန်တော်ဒါပဲကြိုက်တယ်အဲ့ဒီတော့ကျွန်တော်ဖုန်းနံပါတ်လည်းမှတ်ထားအောင်431535958ကြက်တွေနဲ့ပတ်သက်ရင်ကျွန်တော်ဘိုင်ဘာနေမေးမြန်းလို့ရဒီကိုတွေအားလုံးလေးစားလိုက်ပါဗျတိုက်စစ်အကြောင်းလေးပဲပြောတယ်ပေါ့ခက်စစ်အကြောင်းလေးပါလေကျွန်တော်စကားလေးပါပြောပေါ့ကျွန်တော်ခံတဲ့ကျဆိုတော့မကြိုက်ခံစားလို့လည်းမရဘူးရင်မထဲမှာလည်းထဲလို့မရဘူးဒါမှမဟုတ်ပြောမှဆိုဘက်မရှိတော့နှိမ့်တဲ့အစင်တန်းတွေကိုလုံးဝကိုညီကိုတွေကိုမျှဝင့်ပေးသေးဘူးကျက်ဆိုတာစောက်ကပ်ပက်လက်မလုံးဝမကင်နဲ့ကျွန်တော်အမိုက်ခေါင်းနဲ့သွားတဲ့အမိုက်လုံးဝကိုပဲရှောင်ပါဝေးရှောင်ပါဆယ်မိုင်ပက်လက်ဒုက္ခပေးမှကြောက်လို့ကိုဝေးရှောင်သိလားချက်ကိုဆယ်မိုင်ပက်လက်ဒုက္ခဘယ်သူမစားသွားပါဥထူးသွားကျွန်တော်ကအမှန်တည်းပြောဘက်မရှိတော့အောင်စုပ်တဲ့ချက်တွေကိုတော့ကျွန်တော်ညီကိုတွေကိုကျွန်တော်ရင်ဖွင့်ပြီးတော့ခွန်ကြီးခွန်းငယ်ကျွန်တော်ပြောချင်ကြီးတယ်အမှန်တည်းပြဒီချက်ပညာတစ်ခုပဲဗျစောင်းမပါဘဲနဲ့သင်လို့ရတာဒီချက်ပညာတစ်ခုပဲရှိတယ်ဒီချက်ပညာအရှုံးတွေကနေပြီးတော့သင်ခန်းစာတွေပေးရလဲဒီချက်ပညာတစ်ခုပဲရှိတယ်နော်ဒီပညာရှုပ်ထွေးတဲ့လူများနဲ့ဆက်ဆံရတယ်အဲ့ဒါဒီလူများနဲ့ဆက်ဆံတဲ့မှာပြည်ပြချင်းအလွယ်လေးကိုချင်းစာတရားထားကိုချင်းစာတရားဘာလဲကိုမကြိုက်တာကို तू မလုပ်နဲ့ तू မကြိုက်တာကိုကိုမလုပ်နဲ့ဒါအရာပဲကိုချင်းစာတရားဆိုအဲ့ဒါဆိုရင်ရေရှိပါမယ်ဒီလိုလေအားလုံးလေးစားလိုက်ပါဟုတ်တယ်နော်